က်အသင်းမှာပါလာတဲ့မုတ်စိတ်နဲ့အောင်စမှုကအခုလိုမျိုးမဟာတရားဆွဲသားရန်လာရေလုံးနေဘယ်လိုဖြစ်ရှင်းရမလဲကျွန်တော်တို့ကမ္ဘာချန်ပီယံ Round 2 AG တင်းက Kind Division ရဲ့ပုံလေးကိုတစ်ချက်လောက်ကြည့်လိုက်ကြရအောင်ပါ Round 2 AG ကဘဲတွေကတော့အရင်ဆုံးဒီ Fridge Chat ဆိုတဲ့ item ကို Roma, Jungler, Clash Lane နဲ့ Farm Lane နဲ့၄កောင်စလုံးကောက်ထည့်လိုက်ပြီးတော့ Battle ဆိုင်တဲ့အခါနောက်တန်းကနေမုတ်စိတ်နဲ့အောင်စမှုဝင်လာတဲ့အခါမှာတယောက်တစ်လက်စီရေခဲရိုက်ပြီးရိုင်းနဲ့ဆုံးမှာတီးထုတ်ပေးတဲ့ပုံစံမျိုးပါဆိုတော့ brother တို့လည်း Trio ဒါမှမဟုတ်ရင် Party ဆိုတဲ့အခါတစ်ဖက်အသင်းမှာအရန်စမန်ထားတယ်မုတ်စိတ်နဲ့အောင်စမှုပါလာတဲ့ခါကျရင်ဒီကွက်လေးကိုစောင်းတော့ကြည့်ပေါ့နော်နေပါအောင်ဗီဒီယိုကမဆုံးသေးဘူးစောနာ AG ကဘဲတွေတုံးသွားပြီးတော့ Marco Polo ရဲ့လက်ဆွဲတော် item လည်းဖြစ်တယ်ဒီ Fridge Chat ဆိုတဲ့ item လေးကိုတစ်ချက်လောက်ကြည့်လိုက်ရအောင်ပါ Fridge Chat မှာဆိုရင် Coda Reduction 7.5% ပါမယ် Physical Defense 150ပါမယ်သွေး900ပါမယ်အပြင်မှာကျွန်တော်တို့ Crowd Control မိခြင်းကိုချောချပေးတယ် Resistance 10% နဲ့ Crowd Control တစ်ခုမိရင်ကိုယ့်သွေးရဲ့ 10% နဲ့ညီမျှတဲ့ sheet တစ်ခုကိုထုတ်ပေးတယ် Passive ကလည်းပါသေးတယ်နောက်ဆုံးနဲ့အဓိကကြတဲ့ GI တန်းရဲ့အဓိကလောက်ကွက်ဖြစ်တဲ့ရေခဲရိုက်တဲ့ Active Skill ရဲ့လောက်ပုံကတော့ဒီလိုပါ Skill icon ကိုနှိပ်တာနဲ့သတ်မှတ်အဝန်းဝိုင်းတွင်းရဲ့ enemy တွေကိုတစ်စက္ကန့်ရဲ့4ပုံ3ပုံ 0.7 second စာအရင် slow ချလိုက်မှာဖြစ်ပြီးတော့နောက် 0.5 second မှာ magic damage ထိမှန်စေပြီးတော့ stand ချလိုက်မှာဖြစ်ပါတယ်ဒီလောက်ဆို roll တိုင်းရဲ့ hero တိုင်းတွေ advantage တွေအများကြီးရှိတယ် Fridge Chat ဆိုတဲ့ item ရဲ့အသုံးဝင်ပုံတွေကိုနားလည်သွားတော့ရောပေါ့နောက်ပိုင်းမှာလည်းဒါမျိုး content လေးတွေတင်ဆက်သွားဖို့ရှိရမှာမို့လို့ follow and subscribe လုပ်ခဲ့ဖို့မမိနိုင်ဘူးနော်